ជីជីမလဲလန့်လိုက်တာဟဲ့ជីជីပြောဟဲ့ကြဘယ်လိုပြောင်းနေရလဲဟာလားအခု window shopping နေတာနင်တော့အကျွေးတောင်းဖို့မစင်စားနဲ့ဘီယာဖို့နောက်မှယူဟာအေးပါအဲ့ဒါအတားထားအခု showroom နှံ့လာခဲ့တော့ဦးလေးလည်းမရှိဘူးညီတက်မဲ့ပစ္စည်းကြက်ကြက်ရှိဟုတ်လားအေးဒါနော်အဲ့ဆိုခဏစားငါပြလာခဲ့မယ်ជីမလဲလန့်လိုက်တာဟဲ့နေဘောဒီမှာအိပ်ပြောနေရနေလာကြာလုံးလုံးလေးဒီမှာအိမ်အောင်ပြောနေပြီနေရစိတ်မဆိုးပါနဲ့ကဲပြောငါ့ခေါ်ပါပြဆရာရှိလို့စပါနောက်သွားကြရမလို့ဘူးအေးစစ်စစ်နဲ့ relax လည်းဖြစ်မယ်ကျမကြီးနဲ့လည်းညညွတ်စင်မဲ့ပစ္စည်းတစ်ခုပြမလို့ကဲဟုတ်ပါလားဒါဆိုကူတော့မလားအာနင်ကဘယ်ခေါ်ရမလို့လဲနေပြောတော့စပါနဲ့ဘူဘီ relax ဖြစ်နေရဆိုတနေရာတော့မဟုတ်ဘူးအာမဟုတ်ပါဘူးနေမစစ်ရှင်သားမှာပဲအာဘေးရှောက်ရှာနေဒီမှာလေဒီကောင်ကညိုးနေအောင်ဒီကောင်ဘလောက်ကောင်းလို့ဒီလိုလေဟာဒါဟမမလာထုတ်လုပ်တဲ့ကောစမချဲလေဟမမနော်အော်သိပြီဟမမလာဆိုတာနာမည်ကျော်အိမ်ဝင်ချဲကိုထုတ်တဲ့ကုမ္ပဏီလားငါတော့မှမမေရအိမ်ဝင်ချဲတွေနဲ့ဟိုကီကစားဗီဒီယိုလေးကြည့်နေတယ်အားကြောင့်မို့ဦးလေးကပြောရဖြစ်လိမ့်မယ်ဘာပြောဒီကောင်ကထိုင်ကုန်တနည်းမှန်ရင်လူကိုပို့ပြီးတက်တက်တက်ဖြစ်စီရလေအဲ့တော့ကျမရဲ့အတွက်ကောင်းတာပေါ့ဒါအပြင် gravity resistant ပါတဲ့အတွက်ကြောင့်ထိုင်တဲ့လူရဲ့ခန္ဓာကိုယ်လိုက်ပြီးတော့ချက်ချင်းတုပ်ပြန်မှုပြင်နိုင်တယ်လေအဲ့တော့ဟာနေတိုင်းနေခေါ်ရလဲကောစမ်ချက်ပဲလေဒါပေမဲ့ဒီဟာ height adjustable M အမျိုးအစားပေါ့ဒီကွန်ပုံစံလေးအစမ်းတော့တည့်ပုံစံဒီဇိုင်းလေးငါလည်းထိုင်ကြည့်ချင်တယ်โอเคကဲတော့ကြထိုင်နေနဲ့ငါ့လိုအိပ်ပျော်သွားအောင်မယ်ကဲပြောနေဟိုတခါယူသွားတဲ့ဗီယာဘိုးဘယ်လိုရှင်းပါလဲ ဦးလေးကလည်းအဲ့တံပူပါနဲ့အခုတော့တကယ်ကြီးရုံငန်းတဲ့ခုံလေးရှာဒီခုံလေးရန်ပေါ်ချက်နေတာ လုံစမ်းမအောင် အတီပြောတာဒီကောစွန်းချက်ကိုသူ့ထရွေးထားပြီးပြီဗီယာဘိုးလည်းအကျွေးချေတမီးလည်းမြင်တဲ့ကောင်းရပါ ဟုတ်ပြီလေဒါပေမဲ့အယောက်20လောက်ရှာပေးရမှာနော် ။အားလေးများရှာပေးမယ်တမီးအတီထဲမှာခိမာရီလုပ်ငန်းရှင်တို့အများကြီးလောလောဆယ်တကယ်ချင်းတယောက်ပဲရှိသေးရဲ့။ခုနကစပွဲမှာတင်ခဲ့တော့ဦးလေးသူနောက်တနင်္လာလောက်နေလာလိုက်အခုတော့တမီးတော့ရမယ်နော်။တမီးလည်းတော့မတက်တာ ဟုတ်ပြီဟုတ်ပြီဒါဆိုလဲနေတို့တန်ငယ်ချင်းလာတော့ငါဆောင်းလိုက်အောင်မယ်ယခုခေါ်ဆိုသောဖုန်းနံပါတ်မှာသုံးစွဲမှုမရှိသောနံပါတ်ဖြစ်နေပါသည် ကျေ